တရားဆိုတာမနာရလို့ရှိရင်ဆုံးရှုံးနေတာမှုဖြစ်တတ်တယ်ဒါကြောင့်မို့ဆုံးရှုံးမှုမဖြစ်ရအောင်ဓမ္မတအညာတာရောဘဝိတန္တိတရားဆိုတာနားလည်သွားရင်သိသွားရင်စိတ်ဓာတ်အမှန်တမ်းခိုင်မာသွားနိုင်တယ်ငြိမ်းချမ်းသွားနိုင်တယ်တရားမနာရလို့ရှိရင်ဓမ္မအတိကဆုံးရှုံးသွားနိုင်တယ်ဒါကြောင့်မို့ငါဟောတဲ့တရားကိုအားလုံးနားနိုင်ကြပါစေဒီလိုစိတ်ထားပါလေနောက်ဆက်ပြီးတော့စိတ်ထားရမှာငါဟောတဲ့တရားကိုနာပြီးတဲ့အခါမှာတရားရဲ့အနှစ်သာရကိုသိရှိကြပါစေဓမ္မအတိတွေရရှိကြပါစေလို့စိတ်ထားရမယ်နောက်တစ်ခုကဓမ္မအတိတွေကိုသိရှိပြီးတဲ့အခါမှာအဲ့ဒီဓမ္မနဲ့လျော်စွာနေ့စဉ်နဲ့အမျှကျင့်သုံးနေထိုင်နိုင်ကြပါစေတရားဆိုတာ way of life ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်